မင်္ဂလာပါကျွန်တော်ခုစူဝမ်မှာရှိတဲ့ဂွမ်ဂီယိုဆိုတဲ့တထေးတွေနေတဲ့ရက်ကွက်ထဲရောက်နေပါတယ်ကျွန်တော်ဒီကနေပြီးတော့ရေကန်ဘက်ကိုသွားမယ်လောလောဆယ်တော့နေတဲ့ပူသေးဆော်လဲဆော်သေးလို့မလို့အစားအစာတစ်ခုစားပြီးသွားရင်ကျွန်တော်ကော်ဖီတောက်မယ်ပေါ့လေညနေရောက်ပြီဆိုမှရေကန်ဘက်ကိုရှောက်ပဲကြည့်ပြီးရိုက်မယ်ပေါ့လေဟုတ်ကဲ့ပါသူကစိုင်းတွေအကုန်လုံးပိတ်ထားတယ်ဟဲဂျန်ကူဆိုင်ရောစွန်တဲ့ကူဆိုင်ရောပြန်တော့ဗာလဲဘာဆိုင်ပါမိတယ်ဗျာဘာဆိုင်ရမကြည့်စွန်တဲ့ကူဟဲဂျန်ကူပနမိခဲ့တဲ့ဆိုင်ကကျွန်တော်ချူထန်ဆိုင်ရောအကုန်လုံးပိတ်ထားတယ်အကုန်လုံးအဲဆိုင်နေပြီးတော့တခြားဆိုင်တွေအကုန်ပိတ်ထားတယ်တက်ဆိုင်နဲ့ဆိုင်နဲ့ဖွင့်တာအကုန်လုံးပိတ်ထားတယ်စောသေးလို့မို့သူကကြောပေးထားပေါ့လေစောသေးလို့မလို့သူကမဖွင့်သေးတယ်ညနေရောက်ပြီဆိုတော့သူကတက်ဖွင့်မှဆိုင်နေရအမီးနေဖွင့်တော့ပါဒါအခုနေပူးစီ3နာရီခွဲ4နာရီလောက်ရှိတယ်အခုကအကြောင်းကျွန်တော်စီဝဲနေရေဝဲပြီးတော့ကျွန်တော်ထွက်လာတယ်တော့နေရတော်လေးပူတယ်အခုတော့အေးတော့ပါပြီကျွန်တော်ထွက်လာတော့ပူတယ်ဟုတ်တာစောသေးရအမှန်အခုမှ4နာရီလောက်ပဲထင်နေကြည့်ရတော့စောသေးလို့မဖွင့်သေးဘူးကတော့ညနေသူက6နာရီတော့မှဖွင့်ကြမှာ9နာရီလောက်မှအဲ့ချိန်မှဖွင့်ကြမှာရှီပဲတောက်တယ်ဗျာကျွန်တော်လည်းဘက်ကတင်းနေအဆောင်နေစလာရှီပဲဝယ်တော့ရှီတော့ရတာရှိတယ်ဒီနေရာတွေကလုံးဝကိုစိုင်းနေကြိုင်မယ်သလားအောက်မှာကုန်ဆိုင်နေဒီမှာလည်းစတာဘတ်ပဲဒီမှာစတာဘတ်ဆိုင်ထဲမှာလူတွေအများကြီးရှိတယ်စတာဘတ်ကကော်ဖီရကြောသူကအနည်းဆုံး3-4တောင်အဲရောပေးရလို့မလို့ကျွန်တော်မထိုင်ဘူးခုမှ1800ပဲရှိရ1800ဆိုင်တော့ထိုင်ရအောင်အဲ့ဒါကျွန်တော်လည်းအဲနေပူချိန်ဆောင်ရင်နေပူတာဟိုပြီးတဲ့ချိန်ဆောင်ရင်လည်းကျွန်တော်ဆိုင်နေပွင့်သေးဘူးအဆိုင်နေဘူးပဲကျွန်တော်ကစားမယ်အားရှိရတခုစားမလို့ဒီဆိုင်နေပါဟုတ်ဒီဆိုင်နေအကုန်လုံးပိတ်ထားရတယ်လားဒါကိတ်မွန်ဆိုင်ပေါ့လေဒီဆိုင်နေလည်းကုန်ပိတ်ထားတယ်သလားနေပူလို့မလို့ဒါလည်းပိတ်ထားတယ်အဆောက်အဦကတော့သဘောကျတယ်ဗျာနဲ့ရောက်နေတဲ့ကာထားသူကဒီပတ်လည်းမှာအဆောက်အဦဒီဇိုင်းကလန်ထွက်နေမိုက်တယ်တချို့ဆိုင်တော့ဖွင့်ပါတယ်ဒါပေမဲ့ကျွန်တော်ကြက်တဲ့ဆိုင်မဟုတ်ကျွန်တော်ကဟဲဂျန်ကူဖြည်းဆူတဲ့ကူဖြည်းချူထမ်းပြီးအဲ့သုံးခုတခုပဲစားပါအဲ့သုံးခုရပဲကျွန်တော်နဲ့အနီး73ရတာကြိုက်တယ်ကျန်တဲ့ဟာတွေကျွန်တော်မကြိုက်ဘူးဘယ်လိုရမသိဘူးခေါက်ဖေးသားပေါ့ဒီမှာခေါက်ဖေးမကြိုက်ဘူးသိရောဟုတ်ကဲ့ပါအဲ့ဒါကတော့ကျွန်တော်တိုက်တီလျှောက်ကြည့်နေပါတယ်ပြီးရနေတော့ကျွန်တော်ကော်ဖီတော့မလို့စတာဘက်မှာကျွန်တော်ကော်ဖီတိုင်းကဟိုစူတယ်ဗျာအတန်နေစူတယ်ပြီးရနေတော့လူများတော့မလို့စိတ်ရှို့လို့မလို့ကျွန်တော်စတာဘက်မှာမထိုင်ခဲ့ဘူးတီးတန်းကော်ဖီဆိုင်လက်ရှာတာပေါ့လေဒါကတော့ဟိုအသီးအစ်စ်တွေလုပ်တဲ့ဖြိုးရည်ဆိုင်ပေါ့ဒီမှာလည်းတစ်ခွက်ကိုသူက9000 8000လောက်ရှိတယ်ပတ်စံအရေးမကြည့်ပါဘူးဒါပေမဲ့ကျွန်တော်ကလည်းအဲ့ဒီအချိန်မှာဘက်ကတင်းနေတော့မတော့ချင်ဘူးအဲကြောင့်မို့ကျွန်တော်အဲ့ပါလည်းမတော့ခဲ့ဘူးအခုတော့တွေ့ရပြီရှေ့ကအိုဇက်ဝိုင်ဆိုတဲ့အစိမ်းရောင်ဆိုင်ပုံနဲ့ကော်ဖီဆိုင်ပါအဲဆိုင်ဆိုရင်ကျွန်တော်ဆိုင်က10ဘီလောက်ပဲရှိမှထင်တယ်10ဘီလောက်ဆိုတော့ကျင်းတယ်ပြည့်နေတော့လူရမ်းရှင်းတယ်အဲ့မှာကျတော့ဈေးကလည်း1800ပဲရှိတယ်တွတ်တာလေအပြင်ပေးသွားရင်1800ဆိုင်ထဲမှာတောင်း2000ဒါပေမဲ့အဲ့ကော်ဖီဈေးကအဓိကမို့သူကအားတော်ချက်ကထဲမှာအေးကွန်အေးစိမ့်တယ်လူကလည်းအဲ့ဆိုင်သူတိတ်မလောက်သူက Starbucks တို့နာမည်ကြီးတဲ့ EDR တို့ Starbucks တို့မီဂါတို့မှာပဲ Compos မှာထိုင်တာဒီကောင်ကျတော့ဒီကောင်လည်းအခုမှတက်လာတဲ့ကောင်တွေပဲဒီကောင်ကျတော့လူကသိမထိုင်နေဘူးအဲ့တော့ AC ပဲ Wi-Fi နဲ့တားကောင်းတယ်အဲ့ဒီမှာအဲ့ဝိုင်းတစ်ဝိုင်းပဲရှိရနောက်ကဝိုင်းတစ်ဝိုင်းပဲရှိရကျွန်တော်ထိုင်တဲ့ချိန်မှာလေဒီကော်ဖီဈေးကလည်း1800ပဲရှိရအပြင်ယူရမှာဆိုရင်အထဲထဲမှာတော့2000ပေါ့လေပြီးတော့အေကွန်းကလည်းအေးစိမ့်နေတယ်ဆိုင်ရပြီးတန့်ပြန်တယ်မိုက်တယ်အကြောင်းအဲ့ဆိုင်မှာထိုင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်အာရီစုအမေရိကန်တို့တစ်ခွက်မှာပြီးတော့ကျွန်တော်အေးစီထမ်းတော့ခဲ့ပါတယ်ဆိုင်အပြင်စင်ရလဲကျွန်တော်တို့လူရဲ့စိတ်ကိုတက်တာဖြစ်အောင်သူကလုပ်ပေးထားတာလုံးဝမိုက်တယ်ဆိုင်ရတန့်ပြီးတော့အေကွန်အေးပြီး Wi-Fi နဲ့အရန်ကောင်းတယ်ထိုင်ရတာလုံးဝအမောပြည့်ရလုံးဝနားရတယ်လို့ပဲအဲ့ဆိုင်တော့ထိုင်ရ
ကျွန်တော်တို့တခြားဆိုင်တွေဆိုရင်စူးညံမျိုးဘေးကနေစကဝိုင်းရဲ့စူးညံမျိုးလုံးဝစိတ်ကဖုတ်ကထားမရအောင်ဒီမှာကျတော့ AC ပဲအဲ့နောက်ကဝိုင်းကလွဲလို့ပေါ့လေကျွန်တော်က AC ပဲဘယ်လိုမှမရှိဘူးအဲ့ကျွန်တော်တော့ထက်ပဲကောင်းတာရမ်းပူနေတဲ့နွေရာသီမှာနော်အဲကုန်းရှယ်ပဲအေးစိတ်နေပြီးတော့ Wi-Fi နဲ့အရန်ကောင်းတယ်သူကလူနေတဲ့အတွက်သုံးတဲ့သူကသိမရှိတဲ့အတွက်လေကိုတွေပဲရှိရဆိုတော့လုံးဝကိုကောင်းတယ်ကော်ပီစီကလည်းအရန်ကိုတန်တယ်သူကပါဆယ်ဆိုလို့ချင်း1800ထိုင်းတောင်း2000ကျွန်တော်ကထိုင်းတောင်းလို့မသူက2000ရှင်းရပါဗောလေကိုရီးယားမှာကအခုလိုမျိုးကိုပဆိုင်နေတော့အများကြီးပဲဒီအိုးဆက်ဝိုင်းနေမို့နောက်ထပ်လည်းဆိုင်တစ်တွေအများကြီးပဲသူဖွင့်နေတယ်ကျွန်တော်ခဏတွေ့တယ်အဲဆိုင်တွေကကျွန်တော်တို့ main land zone တိုင်းမှာလေဒီကကြာနေရတိုင်းမှာသူကတစ်ဆိုင်အများတန်းရှိတယ်ကျွန်တော်မြန်မာလှည့်တန်းတစ်ဆိုင်မီနီကုန်းတစ်ဆိုင်နောက်ပြီးတော့ကျွန်တော်တို့မျိုးလေးတစ်ဆိုင်ကျွန်တော်သင်္ကန်းညွန့်ဆက်မြောက်သေးနဲ့မှတစ်ဆိုင်အဲ့လိုမျိုးပေါ့သူကဆိုင်ဝဲတွေဖွင့်တာအများကြီးပဲဒီကောင်နေမဟုတ်ဘူးဒီကောင်နဲ့နောက်မှတက်လာတာနောက်ထပ်ဒါမျိုးဆိုင်ပေါက်စားလေးတွေအများကြီးပဲရှိတယ်ကိုရီးယားမှာအခုဆိုရင်ကျွန်တော်ရေကန်ဘေးကတိုက်တီကိုကျွန်တော်ရှောက်ပဲကြည့်နေပါတယ်အပြင်ဆိုနေပူးနေတုံးပဲအဲဒါကြောင့်မို့ကျွန်တော်ရေလေးရက်နေပြီးတော့ကြည့်နေတုံးပဲတိုက်တီကိုအဲ့ဒါကတော့ကျွန်တော်တို့ရေကန်ပပလင်မှာသူကဆောက်တော့ဆိုင်တွေကော်ပီဆိုင်တွေကြက်ကြော်ဆိုင်တွေကိုရီးယားရိုးရအစားဆိုင်တွေကျွန်တော်ပြီးတော့ပီဇာဆိုင်တွေအဲ့လိုဆိုင်တွေကိုအများကြီးပဲသူကပပလင်မှာသူကဖွင့်ပေးထားတာလင်းကြီးခံလိုက်လမ်းချောက်လိုက်ပိုက်ဆိုင်ဝင်စားလိုက်အဲ့တိုင်းမလုပ်လို့ရပါလေကျွန်တော်တို့ဂွမ်ကီယိုရှိကန်ကကျွန်တော်တို့ဂွမ်ကီယိုမြို့တစ်မှာရှိပါတယ်ဂွမ်ကီယိုမြို့တစ်ကလည်းဂွမ်ကီယိုရေကန်ကြောင့်မလို့သူကမြို့တစ်တည်ပြီးတော့တိုက်တွေကျွန်တော်တရားတော့မရှိဘူးမြေရောက်ရထားလိုင်းတွေပြီးတော့စင်တာတွေ shopping center တွေကျွန်တော်အပဲတော့မှကျွန်တော်အဲ့မှာရှိတယ်အပဲစင်တာတွေပါရှိတယ်လုံးဝမျိုးတစ်တီတာပြောအဲ့ရေကပက်လေးပဲအဲ့ရက်ကွက်ကလေဂွမ်ကီယိုရက်ကွက်ပေါ့လုံးဝသူကဂွမ်ကီယိုကိုရေကန်ကိုအခြေပြုပြီးတော့နာမည်ကိုလေမျိုးတစ်နာမည်ကိုလေသူကဂွမ်ကီယိုမျိုးတစ်ရက်ကွက်ပေါ့လေအဲ့လိုမျိုးပေးထားတာသူကရေကန်နဲ့တော်ကြည့်ရဘူးအဲ့ဒါနေ့မှာစူဝါကကျွန်တော်တို့ကိုရီးယားမှာတော့ကုန်းတွင်းပိတ်မြို့ပဲတခြားမြို့တွေကပင်လယ်ကမ်းစပ်တွေမှာရှိတယ်ဒါပေမဲ့စူဝါကျတော့ကုန်းတွင်းပိတ်မြို့အဲကုန်းတွင်းပိတ်မြို့မှာသူကရေကန်တွေအများကြီးရှိတယ်ရေကန်အများကြီးရှိတဲ့ဂျားတွေကမှာဒီဂွမ်ကီယိုကအကြီးဆုံးရေကန်ပေါ့လေကျွန်တော်တို့ဒီစူဝါမှာရင်းခံလို့ကောင်းနေပါတယ်ကျွန်တော်ကတော့ဂွမ်ကီယိုဟိုစုကုန်းရဲ့လှပေါက်ခန်းစားရင်လက်ဆက်တဲ့လေကိုရှူရှာရင်ဘွားရဲ့အမောစိတ်ပန်းတချို့ဖြစ်ဖြောက်နေပါတယ်ကျွန်တော်တို့တစ်ပင်နေတော့မှအကြောင်းတွေပြောင်းနေပြီနော်โอ้အခါဟုတ်ကဲ့ပါနောက်ကဆိုကျွန်တော်တို့ရဲ့ဘဝဝင်တော့မဟုတ်ဘူးဘဝဝင်တော့ပုံစံ
ကတော့တိုက်နေနဲ့ဒီကနေ့အစားပါပဲဟုတ်ကဲ့ပါကျွန်တော်တို့ခွမ်းကီကိုရှေခံသွားတဲ့သူတွေကတော့တနေရာထဲမှာပဲတဘာဝအလှတရားနဲ့ခင်မီမျိုးပြပဝန်းကျင်ကိုခံစားကြည့်ရှုရမှာဖြစ်ပါတယ်အခုမြင်းနေဟာရသူကနမ်းမြင့်မျိုးစင်လိုပဲကျွန်တော်တို့ပကံတို့တိုင်းသားချေရွာတို့ရဲ့နမ်းမြင့်မျိုးစင်လိုပဲကျွန်တော်တို့သွားကြည့်အောင်နော်အပေါ်တက်ကြည့်အောင်အဲ့ပေါ်ဒါပေမဲ့သူကတစ်သားနဲ့လှုပ်ထားတယ်လားတစ်သားနဲ့လှုပ်ထားတဲ့အတွက်မိုက်နော်ဒါပေမဲ့စိတ်ပြမှာနော်ဒီနေရာလုံးဝလာတဲ့နေရာတစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့လေကောင်းလေတန်နေတယ်တအားတိုက်တယ်ပြက်နေရောတစ်ပင်တည့်နေနဲ့မောပြေတယ်နေရတာလူတွေလေကိုရီးယားနိုင်ငံသားပြင်တခြားနိုင်ငံသားတွေတွေ့ရအများကြီးပဲလူတွေတော့များတယ်စပိန်စီးရသူနဲ့ကလေးတွေဆိုရင်ရေကူးကန်လှုပ်ပေးတာလမ်းလျှောက်တဲ့သူနဲ့စုံးနေရပဲဟောကျွန်တော်ဒီနမ်းမြင့်မြို့စင်ကိုကောက်ကြည့်အောင်ဝင်ကြီးပေးရမလားမသိဘူးဝင်ကြီးတော့မရှိတော့ပါဘူးနော်ကျွန်တော်တက်ကြည့်ရမှာနော်ကြည့်ရကျွန်တော်မြို့စင်ကိုမသွားသေးပဲနဲ့အရင်မို့ဆုံးစာကြီးတိုက်ကိုအရင်မို့သွားကြည့်ခဲ့ပါတယ်ကျွန်တော်စာကြီးတိုက်မှာရှောက်ပက်ကြည့်ပြီးဆိုမှကျွန်တော်မြို့စင်ပေါ်ပြန်တက်ခဲ့ပါတယ်ရေကန်ဟိုမှာရှိတော့အိုးစာကြီးတိုက်ပဲတိုးစောကွန်းဒီကိုသွားကြည့်ရမယ်ဟုတ်ကဲ့ပါသူကကွန်ပျူတာထဲမှာစာကြီးလုပ်ပေးတာကျွန်တော်စူဝန်စာပြည့်လို့ပဲစူဝန်ပြောမှာစာပြည့်လို့ပဲဟုတ်ကဲ့ပါသူကအခုဆိုရင်စာကြိုက်ကလည်းတိတ်ဆိတ်နေပါတယ်ရှင်းတာပါလူတွေ
စာအုပ်တွေကမြန်မာနိုင်ငံမြန်မာစာဆိုလို့ကျွန်တော်ယူဖတ်လို့ရပြီကိုရီးယားစာဆိုတော့အကုန်လုံးမသိဘူးနည်းနည်းပပသိရအတိတ်ပြအကုန်မသိဘူးဆိုမှဖတ်တော့ဒီမှာတော့စာအုပ်တွေဆိုရင် free ဖတ်လို့ရတယ်ဟိုအထက်ထဲမှာလည်း free ယူဖတ်လို့ရတယ်ဒီမှာလည်း free ယူဖတ်လို့ရတယ်အင်္ဂလိပ်စာအုပ်တွေရှိတယ်အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့အကောင်တွေရှိအဲကြောင့်အကောင်တွေဆိုရင်အင်္ဂလိပ်စကားတတ်တဲ့ကောင်တွေဆိုတော့ဟိုကောင်းတာပေါ့ဖတ်လို့ရပေါ့တကယ်စားတယ်အနှစ်တည်းနော်ဒါပေမဲ့ကျွန်တော်တို့အင်္ဂလိပ်စာလည်းမတတ်ဘူးဆိုတော့မဖတ်တော့ပါဘူးဒါဒီလိုကဘယ်တော့ပူလဲဆိုတော့ဒီတစ်ပင်တွေပါအပင်တွေတော့မှအဟွာတော့အရွက်တွေတစ်ခါတန်းဝါသွားတာဒါဒီလိုတားပူလို့ဒီမှာလဲဂျော်မန်တဲ့ဆိုတာရှိတယ်ဂျော်မန်တဲ့ဆိုတာအနေတိုင်းမတွေ့ရဘာလဲမသိဘူးလားပြီးရရှာရိုက်ရှာကြည့်အောင်မယ်ကော်ဖီရမရဒီကောင်ကလေးတက်ရှိနေမှကြည့်ရကျွန်တော်တို့ဒီဘောကနေကြည့်လိုက်ရင်ကျွန်တော်တို့1 kilo ဒိတ်ပတ်ရှီကန်ကြီးကိုကျွန်တော်တို့အပေါ်စီကနေပြီးတော့အလားစင်ထားလို့မြင်ရပါတယ်။အဝေးဘက်ကိုကြည့်လိုက်ရင်လည်း1 kilo Newton ရဲ့ခင်ပြီးအဆောက်အအုံတွေတိုက်တာတွေကိုဒီပိုင်းတစ်ထဲမြင်ရပြီးတော့မြို့ပြနဲ့သဘာဝရှုခင်းတစ်ခုစလုံးကိုတနေရာတည်းနဲ့စုံလို့ကြည့်ရပါတယ်။အထူးသဖြင့်ရေကန်ကြီးနဲ့အဆောက်အအုံတွေနောက်ခံတောင်တန်းတွေပေါင်းဆက်ထားတဲ့မြင်ကွင်းကတော်တော်လှပါတယ်ဒီလိုပေါ်စီကနေကြည့်ရတဲ့အခါ1 kilo လေးဘက်ကဘယ်လောက်ကျေဝန်းပြီးစနစ်တကျတိဆောက်ထားတယ်ဆိုတာကိုကျွန်တော်တို့ပို့ပြီးတော့သိတာပါတယ်ကျွန်တော်တို့ညနေဘက်ရောက်ရင်လည်းကောင်းငင်အပြာရောင်နဲ့ကျွန်တော်တို့မြို့ပြရဲ့မီးရောင်တွေကကျွန်တော်ကိုင်ပြီးမှအရေးလို့ထင်ပြီးတော့အရန်လှပါတယ်ဒါလိုက်တယ်这离着了，离着不看到，我着急了，感觉这样多米。 10월에
서울에 방학 때 또 어디 놀러 갔다 왔어? 리조트. 리조트? 어디 리조트? 강원도 아니면은 몰라. 몰라? 누구랑 갔어? 가족끼리만 갔어? 할머니들. 할머니들이랑? 할머니들이면 어떤 할머니야? 그 천할머니랑 그거랑 아빠 빼고. 아, 아빠는 안 갔어? မင်္ဂလာပါဒီညတော့တော်တော်လေးကိုမောပြပါတယ်လေတွေလည်းတအားတက်ပြီးတော့တစ်ပင်းနေတဲ့စိတ်ဖက်နေတယ် 아빠 서운하셨겠는데? ကိုရီးယားလူမျိုးတွေကိုယ်တိုင်က 아빠는 좋았어. စိတ်ဝင်စားနေနားနေကြပါဘောလေ 스파이더맨 영화도 보고 그랬어. 아빠 혼자 있어도 좋은 어때? 여기가 덕분에. 또 뒤쳤나 본데 어디서? 아빠 친구들. 아, 또 그랬나 보다. 저우야 잘 가. 저거 삼촌 전화를 찾으러 갔나? 나좀 여기 있어. 배 아픈 거 아니야? 배 아픈 거 아니야? 여기는 바람이 너무 세가지고 시원하네. 그래도 여기는 좀 더. 사진 찍고 여기서 나가서 찍었어. 뷰가 တော်တော်လေးလာတယ် 나 140.